Hello everyone, Yuki ပဲဖြစ်ပါတယ်ရှင် Yuki ဒီနေ့မှာတော့ပေါ့နော် comment ပိုင်ရှင်လေးတယောက်တောင်းဆိုထားတယ် Blue Tower လေးကိုခုံမြတ်ပြသွားဖြစ်ပါတယ် Blue Tower ရကြတော့များလို့ဆိုပြီးတော့ Yuki ကအဲ့ဒီကနေပြီးတော့တခုခုံမြတ်ပေးရပေါ့နော်အဲ့ဒီကနေပြီးတော့ Yuki က Blue Healing Tower ဆိုတဲ့ game ကိုခုံမြတ်တာဖြစ်ပါတယ်အဲ့တော့ Yuki နဲ့တူဆက်လိုက်ကြရအောင်ဒီ game ရကြတော့ပေါ့နော်ခုံမဲ့လူတိတ်မရှိပါဘူး Yuki ကိုပေါ့နော်အဲ့ Blue Healing Tower တောင်းဆိုထားတာကြာနေပါပြီYuki ခုံပြပြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့တော့ခုံမြတ်လိုက်ပါမယ် Okay ဒါကြီးမယူ Okay 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 တူမှာပြထားတာလေ easy တာလားဆိုပြီးတော့ပြထားတယ်ဒါပေမဲ့မ easy ပါဘူး Okay ကြပါပြီမ easy ဘူးပေါ့နော်အရန်ကိုခက်တယ် Yuki ဒီ game ကိုမနိုင်ဘူးထင်တာပဲခက်လုံးလို့ပါ Okay ဒီက fee ပေးတာဟုတ်တယ် fee ပေးတာ fee ကိုမတုံးသေးဘူးကျမလိုတဲ့ချိန်မှာမတုံးသေးဘူးလိုတဲ့ချိန်မှာတုံးမယ်အခုမတုံးသေးဘူး Yuki Okay ဆက်သွားမယ်ဒီနားမှာတုံးမယ်ဝီးရပြီ Okay တေတော့မကြာပါအဒီပေါ်တက်လို့ရလားမသိဘူးဒီလိုတစ်စက်လေးအိုး Okay တက်မရဘူးဝေးဟဲ့ဒီကဘာလို့ပေးတာလဲတက်လို့ရလို့ပေးတာလဲမရပါဘူးကျေးဇူးရအောင်တင်ပါတယ်ဒီကင်းကလေခုံတဲ့လူသိမရှိပါဘူးဒါတက်သွားမှာမဟုတ်လားကျေးဇူးတင်ပါတယ်ခုံတဲ့လူကသိမရှိဘူးပေါ့နော်ဒီတယောက်တဲ့ဂိမ်းထဲမှာရှိတာပါဟုတ်ပါတယ်ဒီတယောက်တဲ့ဂိမ်းထဲမှာရှိတာပေါ့နော်အဲ့တော့ခုံတဲ့လူသိမရှိပါဘူးeasy tower လည်းပြောရတဲ့ခတ်လိုက်တာYuki က tower ဘလော့ထဲမှာ tower ခုံတဲ့တမမပါဘူးပေါ့နော်သိပြီးမခုံတတ်ပါဘူးအဲ့တော့စူးစမ်းပြီးခုံကြည့်ပါမယ်နိုင်တဲ့ထဲမှာမပါပါဘူး tower ထဲမှာ Yuki နိုင်ဖို့ကရှားရပေါ့နော်နိုင်တဲ့ tower ဆိုတော့တစ်ခုနှစ်ခုလောက်ပဲရှိတာပါရှားခါရရှုံးနေရပါ Okayကြာပါရလားစံပြေဦးကွယ်နှမျောလိုက်တာဒီခေါင်းလိုက်ပါအောင်မယ်ယူဟီပေါ့နော်နောက်ဆုံးတော့ဒီနေရာရောက်ခဲ့ပြီးပြီပေါ့နော်မလေးအနာမှာမနေကြီးပဲခုံလာတယ် Okay လာရင်ဒီအတုံးတက်လေးဘယ်လိုဖြစ်လို့ထားရတော့ခိုင်းနဲ့မတရားဝင်လာပါပြီဒီတန်းနဲ့ခုံလိုက်တော့မယ်ဒီမှာမခုံတဲ့တော့ခက်လို့ဒါတန်းတော့မှာဟုတ်တယ်ကြောက်နေတာမအားတယောက်ကြတော့မှာသူများဆိုသွားပြောနေကြတော့မှာလေ Okay တော့မယ်ယူကီဘောနော်ထွက်စီနေတာပါလေးရှိရင်မှန်းခဲ့လို့ရပါတယ်Okay ဒီဘက်ကပြောက်တယ်ဒါလည်းပြောက်တယ်ဘုဘကအလဲလားမသိဘူး Okay အလဲအလဲပဲတော့မလေး sorry တာပေါ့ကြာတော့မလို့ကြာရင်ပြန်စမယ် Okay သူကပြောတာတော့ easy တာပါတယ်မ easy ဘူး hat မလေး Okay ယူကီရပါတော့ဟိုတစ်ခါကဝဘလော့လေးခရိုမီတာဝါလေးတင်ပြထားရပေါ့နော်အဲ့ဟိုက view ကတော့တက်ပါတယ်အစတစ်ခါလေးကြောက်စီလေဝဘလော့ရဲ့ဘိုင်တင် view ကကြရဲပေါ့နော်အဲ့နေ့ကတော့ view ကတော် 1.4k လားမသိဘူး တက်ပါတယ်နည်းနည်းပဲတက်တာပါစာကူကတော့မတက်ပါဘူးစာကူကမှတက်သေးတယ် Okay ရပြီဒီလိုတော့လည်းရတယ်ငါအုံနောက်ပဲအုံနောက်
ဘယ်လိုလုံးငေါ့လာကောက်အထား Okay 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 ဒီအပေါ်ပိုင်းနေရောက်လွယ်တယ်အောက်ဆုံးကြမှာအောက်နားလေးရတော်တော်ခက်ပါတယ်ယူကီကြားလို့မဖြစ်ဘူးနော်ကြားတယ်အစားနေပြန်စားจับเลยจับတယ်မိမိจับတယ်โอเคမနိုင်နေဘူးလားဟဲ့မရောက်တော့ဘူးလားနည်းနည်းအမဘလူးတာပါရတော့အများကြီးရှိရအဲ့ဒါတွေကမထားရရှယ်လို့ပေါ့နော်ယူကီကတိုးတဲ့နေရာလေးကိုခုံးပြထားတာပေါ့နော်โอเคစက်တိုင်းနေအောင်ထားတယ်ပြသွားလို့ရေယူကီစက်တိုင်းနေထားနေပြီโอเคရပြီအောက်ခုံစားမှာ Oh my god ကတိလေးရေကတိလေးโอเคဒီဘက်ကမဟုတ်တွေးရောလားရှုပ်တယ်လေဒီလိုခုံမှာပေါ့ဘလို့ရခုံထိုင်းโอเคโอเคအာကြောက်ဟေးတရင်းနေအောင်ထားလိုက်ကွယ်ဘလို့ကြာလုံးကျဲစုရအောင်တင်ပါတယ်โอเคထားပါမယ်โอเคထားမယ်ပမ်ထားမယ်တက်သေးလေးတော့သေးလိုက်အမလေးချက်သိအောင်ထားတယ်โอเคโอเคရပြီနောက်ဆုံးတော့ရခဲ့ပြီနိုင်သေးဘူးလားကွယ်နည်းနည်းတော့လိုသေးရဲ့နော်နိုင်ဖို့ကနည်းနည်းနိုင်တော့ပါဘောနော်လိုတွေပါတယ် Blue Helen Tower easy Tower ဆိုပြီးတော့ပြောထားတာပေါ့နော်မ easy ပါ not easy ကြာနေငါတက်တိန်နေထားနေပြီတော့ဒီနောက်ပဲခောက်တော့ခောက်ပြန်ရအောင်ရင်โอเคဟိုမှာတယောက်လာနေပြီမပြေးမဖြစ်โอเค Blue Helen Tower โอเคမိုက်တယ်ပေါ့နော်ပုံစံလေးကမိုက်တယ်ခုံကြည့်တော့ခတ်တယ်ပုံစံကမိုက်ပါတယ်ခုံသားလေးတော့ခတ်ပါတယ်အရန်ကိုကျေးဇူးအရန်ကိုတင်ပါတယ်ဒီတာဝါကိုဆိုအင်္ဂလူကလည်းအရန်ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့သူက Blue Tower လို့ပြောထားပါတယ် Blue Tower state တွေနဲ့ဆိုတော့ UK state က UK ကလေအမုန်းဆုံးက state ပဲ state တွေကလေခါလေးအရှိကြီးတွေပဲအဲ့တော့ UK ကရှေးတဲ့ဟာတွေတိတ်မစော်ဘူးတိုးတဲ့ဟာပဲစော်တာပုံကြည့်လိုက်တော့တိုးနေတော့ UK ကတိုးတဲ့ဟာပဲစော်လိုက်တော့တိုးပေမဲ့ခတ်တယ်ကွယ် Okay UK ဒီနေ့စော်ပြထားတဲ့နေရာ UK ရဲ့ညီမမွေးနေ့ပေါ့နော်အားကြောင့်မို့ UK ဒီနေ့စော်ပြထားတာပါ Okay သွားလို့ရလားငါ့ကိုစတယ်အဲ့လိုမပြောဘူး Sequence တွေလာထားပြနေ Okay ဟိုဘက်မှာဘာကြီးလဲဘာချောင်းအဲ့ဘက်ကနေ short စီးသွားမှာဟိုကမဟုတ်ကြဘူးကြော Okay ဒီပေါ်တက်သွားလို့မရအောင်လားဟာငါဒီနေ့ကြောက်နေOkay ဒီပေါ်တက်လို့မရအောင်လား Okay အပေါ်ကြီးတက်တော့ရပြီလေဒီကနေတက်လိုက်မှာပေါ့ Okay ငါလည်းအုံနောက်ပဲယူကီနီမှာဘေးနာပြောပြလို့ယူကီကတည်တာအုံနောက်မလေး Okay ဘူပါလို့လည်းလာခုံကြည့်ဖို့ယူကီအကြံပေးချင်ပါတယ်ယူကီကတော့ဒါပေမဲ့လာပါတယ် view ကတော့တော်လာတယ်ဒါပေမဲ့ခက်တာပဲခက်တာတခုပဲပေါ့နော် view ကတော့ special လာပါတယ်
Okay တွားမယ်ဒါဘယ်လိုထားတာ Okay ကြပြီတွားမယ်ဘေးတော့ငေါ့မီနေပြီကွယ် Okay တယောက်ကြောက်ရလားဒီထဲဝင်သွားလားအော်ဟုတ်တယ်ငါလည်းကြောက်နေတော့နဲ့အုံနောက်ဟိုရှိအောင်လားအဲ့တော့ပြက်ကြသွားတာလို့ပျောက်သွားပါလေဘယ်လိုပျောက်သွားပါလဲစဉ်းစားနေ Okay အဲ့တော့မြန်တာဟဲ့တာဝါဆရာကြီးလားမသိဘူးဟိုဘလော့ဆရာကြီးပြောထားဟိုဘလော့ဆရာကြီးလားမသိဘူးမြန်ချက်ဦးဝေး finally yay နိုင်သွားပြီနောက်ဆုံးတော့မိုက်ရဒီမှာကြောက်ယူကီမှဒါနဲ့တော့တိုးတယ်ပေါ့နော်ယူကီနောက်ဆုံးတော့အဲ့ဒါကြီးကြော်ဖြတ်နိုင်ခဲ့ပြီအားလုံးပဲပေါ့နော်ယူကီရဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲပေါ့နော်နောက်ပတ်ဒီမှာဗာဗီဒီယိုလေးတွေဒီဝင်ဗာဗီဒီယိုလေးစတင်မရအောင်ဟဲ့ငါဝင်လို့မရအောင်ဗာဗီဒီယိုလေးစတင်မရအောင်ဆိုတော့အားလုံးပဲကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲ bye bye